ဘီယာမောက်ကုန်ကွာ ဒီဘီယာကြီးမောက်သွားတယ်ဒါတော့ဝေးပါလား ဟဲ့အခုလည်းဒီလေးနည်းနည်းသာဖြည်းဖြည်းပါလား ငါလုပ်ပေးမှာပဲကွာမင်းရတယ်ငါထည့်ပေးမှာ ဘီယာလည်းကုန်ပြီအဆက်လုပ်ကြ ထောက်ဝယ်လိုက်တယ်ဒီဘက်ကြီး ဒီလေဘီယာလေးကုန်သွားတယ်ကွာဟိုကိုထောက်ဝယ်ပြပါလား ဘယ်နဲ့ဘယ်နဲ့ဝယ်လဲ ဟုတ်တယ် ငါတော့ဝယ်လိုက်ပါမယ်ကွာမင်းတို့ရတယ်ရပါမယ်ဟိုဘယ်နဲ့ 3မိနစ်ဖြစ်ပြီနော် ဆက်စုတောင်းဝယ်လာမယ်နော်ဟုတ်ကဲ့ ဟေ့ရဘယ်လိုလဲတော့ ငါလိုက်တော့ဝယ်ပေးလို့လေ အားလို့ခိုင်းကြပါ အဲ့ဒါလိုက်ပါကွာပြန်လာတော့နော် ဟောဒီမှာပြောမရဘူး ပြန်လာစောင့်တန်းမိုင်စောင့် ရသွားဝဲဆက်လာတော့ငါတတ်မှာနော်ပြီးပြီခုထွက်ခဲ့တယ်ဒီပြန်ရောက်တာပြီးခဲ့တော့ထွက်လာတယ်ထွက်လာပြီတက်လာတော့ဒီကုဝဲထွက်လာတော့你家呀，把肉你拿来，我不他妈手臂了，你给我啥呀呀？你老把钱你来，为什么再抽你回来了呢？你。妈，我那样的，妈妈别做那样的，真的对吧？ ဒါနဲ့တငယ်ချင်းတွေရော 哦，可是我今天去学习了， မင်းအကြောင်းမတော့ 今天得来。 ဆုံးလို့မလုံးနဲ့နော်ကိုလေးကလည်းအားလာမိဘတွေမသိဘူးလား မသိအဲ့ဟိုတခါမှမရောက်ဘူးကလည်းဒါကြီးကျက်လို့ဆိုပြီးတော့သွားကြည့်ရအဲ့နေရာလေးမမကမတွေ့လို့ရှိရင်တကယ်ဒုက္ခရောက်တော့မှာဒီစနေတိုင်းနေ ကိုကမသိရလို့လည်းရောတဲ့ထဲမှာမပါဘူးဒါပေမဲ့အဲ့ဒီကမြင်ရအဆင်မပြေလို့ မနောက်တစ်ခါသွားလို့ရှိရင်ငါ့ကိုခေါ်လို့ရတယ် ဒီငိုင်းနေနေတာမကြိုက်ဘူး အဲ့ဆိုရင်ဖြူစင်ငယ်ချင်းတွေကိုထားခဲ့လိုက်မယ်လေဖြူချောက်ပဲဆိုရင်နော် ကိုပြောတဲ့နေရာကပဲကြိုက်တယ် မငါတက်ချက်လက်စားနော် လူပါဘူး ဘာမှတော့မကြည့်ပါဘူးအမနဲ့လိုက်တဲ့ချင်းကိုပြောလာရဲ့တော့ငါတို့ပြန်နော်မတခါတည်းကြည့်ပါလားလိုက်လိုက်ကြည့်ရအောင်
တာပဲနင်ရွေးတတ်တာပဲ ဟုတ်တယ်နော်ဒီမှာလည်းတိုင်းတာဒီမှာမှန်ရလေဒီမှာအိမ်ကိုရှူရလဲလို့ရတယ်နော် ပုံစံရနေတာပဲပြီးတော့တာလည်းမှာတော့ကိုကအဲ့မှာမကြိုက်ဘူး ရှူလို့ရှိရင်ဖြစ်တဲ့ငယ်ချင်းမျိုးအိမ်ကိုအများအားခေါ်နေကြသူလည်းသူတို့အိမ်ကိုမြင်ကြတယ်လေဒီမှာတကယ်ချင်းမရှိဘူးလား ရှိရတို့ရပြန်အောင်မှာမဟုတ်ဘူး အဲ့ဆိုမအခုဒီမှာတယောက်တည်းပေါ့ပြင်းလို့ရှိရင်မဖြစ်ရတာလည်းနေမလည်းထောက်ကြရင်မဖြစ်မဝဲကြည့်ပါမလား အလုပ်တော့တစ်ခါမှမလုပ်ဘူးပါဘူးချက်တာပြုတ်တာဝါနာပါတော့တင်မမဲ့ဆိုပါမစလုပ်ချင်ပါခင်ဗျ တကယ်လို့ပကဲလေးပါစေးရမယ်ဆိုရင် ဟုတ်ကဲ့အလုပ်တော့အထောက်အကူဖြစ်စင်မဲ့ဘယ်လုံးမဆိုလုပ်ချင်ပါခင်ဗျ အကူကစတာပါဘလိုပဲဖြစ်ဖြစ်မင်းကိုခွန့်လိုက်ပြီလောက်တင်မယ်ဆိုတော့အကူကိုယ်တိုင်တောင်းယူပြီးတော့တင်ပြီ ဟုတ်ကဲ့ ကိုတောင်းယူထားရတယ်စေတနာကြီးတေချာထားပြီးလုပ်ပေးပါကွာအဲဆိုရင်ညီလေးတရက်နေကြရင်တော့စေလို့ရပြီနော် ဟုတ် အကူတော့ယူနီဖောင်းတော့မပေးဘူးအဲ့နဲ့ပဲဝတ်လာပါကွာအေးပရိုပေးမယ် တန်းနဲ့အကူကဒီဇိုင်းမန်နေဂျာလားမသိဘူးအကူနာမည်က ကိုမိတ်ဆက်ပေးဖို့တော့မေ့သွားတယ်အခုကိုထူးလို့ခေါ်ကြတယ်ဒီဆိုင်ရဲ့မန်နေဂျာလည်းဖြစ်တယ်လို့ငွေလေးတိတ်နေပြီတန်ရှင်းလေးလုပ်လို့ကော်ဖီလေးဖြစ်တောက်တူမရဆိုပါတော့ကွာ ဟုတ်ကဲ့ အခုကစတာပါဒီဆိုင်လေးကအခုဆိုင်လေးဝါလာပါလို့လုပ်ထားတာဆိုတော့အခုကအကုန်လုပ်တယ် ဟုတ်ကဲ့ကွာတထေးကျွန်တော်မသိလို့ပါခင်ဗျာ မင်းဒီမှာလုပ်မယ်ဆိုရင်လိုက်နာပဲစီကန်းလေးတော့ရှိတယ်ငါ့ကိုတထေးလို့ခေါ်လို့မလို့ရတယ်ရိုးတည်တည်ဆက်ဆံမှုမလို့ရတယ် ဟုတ်ကဲ့အဲ့ဆိုပြန်ခွင့်ပြုပါဦးခင်ဗျာ